လာရောက်ဖမ်းဆီးသည့်ရဲများကိုဝိုင်းရိုက်သည့်အပြင်အစိုးရ၏အာဏာစက်မတက်ရောက်သည့်နယ်မြေကိုအုပ်စိုးထားသောရာဇဝတ်အင်ပါယာကြီးကိုဘယ်လိုလူကဖြေရှင်းပေးနိုင်မည်ထင်ပါသလဲ1919ခုနှစ်သီရိလင်္ကာနိုင်ငံဂျပနာမြို့၏တစ်တောအုပ်တစ်ခုအတွင်းသို့ပထမဆုံးရောက်ရှိလာသောသီရိလင်္ကာစစ်တပ်သည်ခြေမုံလိုက်နိုင်ပြီဖြစ်သည့်တိုက်ခိုက်ရေးအဖွဲ့၏လက်နက်များကိုရှာဖွေရန်နေခံအလုသမားရွာသားများ၏အကူအညီဖြင့်တောအုပ်တွင်ဝင်ရောက်လာကြသည်လုံခြုံရေးအပြည့်ဖြင့်နေခံအလုသမားများကိုတူးဖော်ရှာဖွေခိုင်းထားတော်လဲတော်တော်နက်လာပြီဖြစ်သည့်ကျင်းကိုယာနာတွန်ကာနှင့်သူ၏အပေါင်းပါများတူးနေကြစဉ်တစ်တာတစ်ခုကိုထိမိသည့်ယာနာတွန်ကာ၏တန်တူရင်းတန်ကြောင့်၄ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်တခုခုရှိနေသည်မှာတေချာပြီးဖြစ်၍ဆက်တူးကြည့်လိုက်ကြသည့်အခါရွှေချောင်းများအပြည့်ပါသောတစ်တာကြီးတစ်ခုဖြစ်နေသည်၄ယောက်သားမျက်လုံးပြူးဖြစ်သွားကြပြီးတဖြည်းဖြည်းချင်းကပ်လာနေသောလုံခြုံရေးစစ်သားကြောင့်ညီဖြစ်သူကယာနာတွန်ကာကိုသတိပေးလိုက်သည်တစ်သက်လုံးအလုသမားဘဝနှင့်ပဲနေသွားခြင်းလို့လားဟုယာနာတွန်ကာကပြန်ပြောကာကပ်လာသည့်စစ်သားကိုကျင်းထဲဆွဲချ၍တပ်ပစ်လိုက်သည်အခြားစစ်သားများပါရိပ်မိသွားကြသဖြင့်ယာနာတွန်ကာကတေသွားသည့်စစ်သား၏တနက်ဖြင့်အပေါ်တက်ကစတင်တိုက်ခိုက်လိုက်သည်ကြံလေးယောက်ပါလိုက်လံတိုက်ခိုက်ရင်းရွှေချောင်းတက်တာကိုအရယူကကမ်းခြေထိထွက်ပြေးလာကြသည်နောက်မှစစ်သားများအချိန်မီလိုက်လာတော့လဲနေမြေကျွမ်းကျင်ပြီးသားဖြစ်သည့်ယာနာတွန်ကာတို့၄ယောက်မှမူကမ်းခြေတွင်အစင်သစ်ရှိနေသောဆက်လက်ဖြင့်ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ထို့နောက်ပင်လယ်ထဲရောက်ရပေါက်ရဖြတ်တန်းလာကြရင်သီရိလင်္ကာနိုင်ငံ၏နေမြေစည်းကိုကျော်လွန်ကအိန္ဒိယနိုင်ငံတွင်သို့ညာတွင်ချင်းပင်တရားမဝင်ဝင်ရောက်လာကြသည်နေမြေစောင့်ကြည့်ရေးတာဝါပေါ်မှလင်းထိန်နေသောမီးရောင်ကိုရှောင်ရင်းကန့်ကပ်လိုက်ကြသည့်ယာနာတွန်ကာတို့အဖွဲ့သည်ရွှေချောင်းတစ်တာကိုကန်းဆက်တွင်ချက်ချင်းမြုပ်နှံထားခဲ့ကြသည်ကုန်းပေါ်တက်လာတော့လဲအမောင်ထဲတွင်ကြိုးဆောက်နေသောအိန္ဒိယရဲအုပ်စုကြောင့်ဖမ်းဆီးခံလိုက်ရသည်ရဲစခန်းသို့ရောက်ရှိသွားပြီးနောက်နေမြေကျူးကျော်လာသည့်ယာနာတွန်ကာတို့ကိုမြန်မာပြည်ကလားဘင်္ဂလားဒေ့ရှ်ကလားဟုစခန်းမှုကမေးခွန်းထုတ်နေသဖြင့်ခဏအကြာပြန်မဖြေဘဲတိတ်ဆိတ်နေကြသည့်၄ယောက်ထဲမှသီရိလင်္ကာမှလာခြင်းဖြစ်ကြောင်းယာနာတွန်ကာကဖြေကြားလိုက်သည်စစ်သွေးကြွများမိရှို့ပစ်လိုက်သဖြင့်သူတို့တွင်နေစရာလောက်ကင်စားစရာမရှိတော့ကြောင်းဒီမှာခိုလုံခွင့်အမိုးအကာလေးရမလားဆိုပြီးလာခဲ့ခြင်းဖြစ်ကြောင်းယာနာတွန်ကာ၏ညီဖြစ်သူဆိုမလူကပြောတော့အခါသူတို့မှာပရဟိတသမားမဟုတ်ကြောင်းစခန်းမှုကပြန်ဖြေသည်ထို့နောက်တပ်တေခံလက်မှတ်နှင့်ဥပဒေများရှိကြောင်းပြောနေသည့်စခန်းမှုကိုအဝတ်နှင့်ပတ်ထားသောရွှေချောင်းတစ်ချောင်းကိုယာနာတွန်ကာကထုတ်ပေးလိုက်ရာအံ့ဩသွားသည့်စခန်းမှုကဝင်ခွင့်အတွက်တော့အဆင်ပြေပြီဖြစ်ကြောင်းပြောသည်သို့သောတပ်တေခံလက်မှတ်အတွက်ကြံသေးကြောင်းထပ်ပြောသဖြင့်ကြံ၃ယောက်ပါတစ်ယောက်တစ်ချောင်းစီထုတ်ပေးလိုက်ရာနေမြေလိပ်စာအပြင်အမည်များကိုပါပြောင်းပေးရမလားဟုစခန်းမှုကချက်ချင်းပြောင်းလဲသွားသည်ထို့ကြောင့်ယာနာတွန်ကာတို့၄ယောက်လုံးအိန္ဒိယနိုင်ငံသားတရားဝင်ဖြစ်သွားကြသည်နယူးဒေလီမြို့အိမ်ဖြူတော်သို့ရောက်ရှိလာသည့်ထူးထူးဆန်းဆန်းပါဆယ်ထုတ်ကြောင်းရေးကြီးတုပ်ပြဖြင့်တမရာကြီးကလမ်းလျှောက်လာသည့်အထက်ရောက်၍ကြည့်လိုက်သောအခါတွေးဆွနေသည့်စာရွက်နှင့်အတူလက်ချောင်းအပြက်များစွာကိုမြင်လိုက်ရသဖြင့်အံ့ဩနေသောတမရာကြီးကစာလေးကိုယူဖတ်လိုက်သည်အန္ဒရာဒေ့ရှ်ပြည်နယ်ဝေါ်ရာပလီဆိုသည့်ရွာလေးမှကလေးမလေးတစ်ယောက်ရေးပေးလိုက်ခြင်းဖြစ်ပြီးဒီစာကိုသူမ၏လက်သေးသေးလေးများဖြင့်ရေးပေးထားသည်ဆိုတော့လေသူတို့ရွာတွင်ဖြစ်နေသည့်ပြဿနာမှာအလွန်ကြီးမားကြောင်းရေးသားထားသည့်ထို့အပြင်အဆိုပါလက်များမှာသူမ၏အကိုနှင့်ရွာသားများ၏လက်ဖြစ်ကြောင်း24နာရီအတွင်းအကူအညီမရလျင်နောက်ထပ်လက်များမဟုတ်တော့ဘဲသူတို့မြင်မြဒုက္ခရောက်နေကြောင်းတက်တည်ပြရန်ခေါင်းများကိုပါထည့်ဖြတ်ပေးလိုက်မည်ဖြစ်ကြောင်းရေးသားထားသည်အဆိုပါစာကိုဖတ်ရင်မိမိနိုင်ငံသားများမြင်မြဒုက္ခရောက်နေတယ်လဲဆိုတာခန်းစားမိသည့်တမရာကြီးကမျက်ရည်ညမတားနိုင်ပဲဗအရာရှိမူရလီကိုအခုချက်ချင်းခေါ်ပေးရန်ပြောလိုက်ပြီးခဏအကြာတမရာကြီးစီရောက်ရှိလာသည့်မူရလီကိုအဆိုပါစာပေးဖတ်လိုက်ပြီးကလေး၏နာကျင်မှုအပြည့်နှင့်အတန်ကိုသူမကြားနေရကြောင်းအိန္ဒိယသည်နိုင်ငံတကာနှင့်ရှင်လျင်မြင်မြထိတိုးတက်လာနေသည်ဆိုပြီးပြောနေကြတော့လဲအမှန်တရားကိုဖော်ဆောင်နိုင်ရမှာမူအလန့်ဝိနေသေးကြောင်းပြောသည်နောက်ဆုံးတမရ၏အမိတ်အနေဖြင့်တပတ်အရာရှိမူရလီကိုယ်တိုင်အဆိုပါရွာလေးထိသွားပြီးဘာတွေဖြစ်ခဲ့တယ်လဲဆိုတာတေချာစုံစမ်းရန်နှင့်သူ့ထံသို့အချိန်နှင့်တပြေးညီသတင်းပို့ရန်ပြောလိုက်သည်ချက်ချင်းပင်လှုပ်ရှားရန်ပြောလိုက်သည့်တမရ၏အမိန့်ကြောင့်ဒီသတင်းကိုတေချာချိုးဝက်ပြီးလုပ်ရန်တပိတ်ဖြစ်သူများကိုမှာကြားကမူရလီကလေကြောင်းဖြင့်ထွက်ခွာသွားသည်ဝေါ်ဒါပလီရွာ၏မနက်ခင်းတစ်ခုတွင်လယ်သမားတစ်ယောက်ကလယ်ထွန်နေစဉ်အောက်မှတိုက်မိလိုက်သည့်အရာတစ်ခုကြောင့်ထွန်သွားကိုဆွဲမကြည့်သည့်အချိန်လက်ကြီးထွက်လာသဖြင့်ကြောက်လန့်တကြားဘေးလူများကိုအော်ခေါ်လိုက်သည့်ရောက်လာသည့်သူများနှင့်ဝိုင်းတူးကြည့်လိုက်ကြရာခေါင်းမပါသည့်အလောင်း30ခုကိုတွေ့လိုက်ရသည်ခဏအကြာရွာထဲသို့တဲသွားပြီးနောက်သတင်းရရှိလာသည့်ရဲများပါရောက်ရှိလာပြီးရွာသားများကိုစုံစမ်းမေးမြန်းကြည့်လိုက်တော့လဲရှိုက်ကြီးတင်ငင်ငိုနေကြယုံမှလွဲ၍တယောက်မျှဘာမှပြန်မဖြေကြပါနားမလည်နိုင်ဖြစ်နေသည့်အရာရှိရဲမေကိုတယောက်မှဖြေမိမဟုတ်ကြောင်းအဆိုပါအလောင်းများမှာလဲနေသည့်အလောင်းများဖြစ်ပြီးဒါတွေကတော့ရက်နေသည့်အလောင်းများဖြစ်ကြောင်းရွာသူရွာသားများကိုညွှန်ပြကအယူတယောက်ကဝင်ဖြေသည်ထို့နောက်အလောင်းများနားသွားကသူတို့သည်ရွာအတွက်အသက်ဆုံးသွားသူများဖြစ်တော်လဲမိသူလုပ်သည်ဟုပင်ဖြေဖို့တတိမရှိရသည့်ရွာသားများကိုအယူကြီးကထပ်မံပြစ်တင်ရှုတ်ချလိုက်သဖြင့်ရွာသူရွာသားများလည်းမနေနိုင်ကြတော့ပဲအလောင်းများစီတယောက်ပြီးတယောက်ဝင်လာကသူ့ဆွေမျိုးငါဆွေမျိုးဖက်ပြီးငိုကြပါတော့သည်ထို့သို့ငိုနေကြတော့လဲယခုထိမိသူလက်ချက်လည်းမပြောကြသေးသဖြင့်အရာရှိရဲမေကထပ်မေးသည့်အချိန်တားအမိငိုနေသည့်ကြားထဲမှကလေးလေးတယောက်ကယာနာတွန်ကာဟုအော်ပြောလိုက်သည်ထိုအတန်ကိုကြားပြီးချက်ချင်းပင်ယာနာတွန်ကာကိုဖမ်းရန်ဝရမ်းထုတ်ပေးသည့်ရဲမေကိုအထက်အရာရှိစခန်းမှုကဒီနမီကိုအခုမှပထမဦးဆုံးကြားဘူးလားဟုဆိုကပြန်လှည့်လာခိုင်းပြီးထိုစကားကိုနားမထောင်သည့်ရဲမေကယာနာတွန်ကာထံဆက်သွားနေတော့လဲကားထိုးရက်လိုက်သည့်ရဲသားများကသူတို့တွင်မိသားစုနှင့်ကလေးများရှိသေးသဖြင့်ရှေ့ဆက်မလိုက်နိုင်တော့ပါဟုဆိုကထွက်သွားကြသည်ထို့သောတတိကင်းမဲ့စွာရဲသားများထွက်သွားကြတော့လဲကြံရိတ်ခဲ့သည့်ရဲမေများအကုန်ရအောင်သွားဖမ်းကြမည်ဟုဆိုကယာနာတွန်ကာ၏အိမ်စီလာခဲ့ကြသည်
ခြံထဲရောက်ချင်းရဲမေများကအဆောင်များကိုတန်းစီရိုက်ပစ်လိုက်ကြပြီးရာနာတွန်ကာ၏အမေကမူကလထိုင်ပေါ်မှစောင့်ကြည့်နေသည့်ခဏအကြာအရာရှိရဲမေကဘွားတော်စီရောက်လာပြီးစကားများနေသည့်အချိန်ရာနာတွန်ကာ၏ဇနီးဘာရတီကရောက်ရှိလာသည့်ထို့နောက်ရဲမေများကိုအချို့တက်ကအိမ်ထဲခေါ်သွားပြီးအိမ်ထဲရောက်မှတကားပိတ်ခိုင်းလိုက်ကရဲမေများ၏အဝတ်စားများကိုဘာရတီကဝိုင်းဆွဲချုပ်ခိုင်းကအဆက်ခွဲလိုက်သည်ထို့နောက်ကစတိုခန်းထဲတွင်ထားသည့်ရဲမေများစီဘာရတီရောက်လာပြီးစခန်းမှုအရာရှိကဝရမ်းမပေးလိုက်တာကြောင့်မိတို့သောတတိဖြင့်လာခဲ့ကြတယ်လေဟုမိကွန်းထုတ်သည့်သူ၏ယောက်ျားမှာအဆိုပါ10ယောက်မှကသည့်လူတစ်ထောင်ကိုတက်ရန်အပြင်ထွက်သွားသည်ဟုထပ်ပြောသည်တစ်ဖက်တွင်မူခီးထွက်လာစဉ်ဆက်ချိုရွေးမှုကြောင့်ရက်သွားသည့်ယထာကြောင့်ဗိုက်စာနေပြီဖြစ်သောဂျက်တီအောက်သို့ဆင်းလာပြီးဒီနားတွင်စားစရာမရှိဘူးလားဟုလိုက်မေးရညွှန်ပြလိုက်သည့်ဈေးဆိုင်ဟောင်းလေးစီထွက်လာခဲ့သည်အဆိုပါဆိုင်လေးတို့ရောက်သောအခါနွမ်းနွမ်းပပအန်တီကြီးတယောက်ကိုတွေ့ခဲ့ရပြီးတာသမီတယောက်မှမရှိဘူးလားဟုဂျက်ကမေးသဖြင့်မရှိဘူးဟုပြန်ဖြေသည့်အန်တီကြီးကိုဝိုင်းကူရင်းစားစရာအချို့ထည့်ယူလာကအရသာရှိစားနေသည်အဆိုပါအချိန်အပြင်ဘက်မှဂျက်ကား3စီးဖြင့်ရောက်ရှိလာသည့်ဘဲများကဆိုင်ထဲသို့ဝရုံ3ကဝင်လာကြပြီးဂျက်ဤစားလက်စားမုံများကိုတိုက်ချသွားကြသည်သို့သောလှည့်ပင်မကြည့်သွားသည့်အဆိုပါဘဲများကြောင့်ကျသွားသည့်မုတ်လေးများကိုဂျက်ကကောက်ထည့်ကအနားသို့သွားပြီးသူ၏မုတ်ပူပူလေးကိုအရသာရှိစားနေတုန်းတိုက်ချသွားကြောင်းနှင့် sorry ဟုပြောတင်သည်မဟုတ်လားဟုဂျက်ကပြောသည့်အချိန်အဆိုပါဘဲများကလှောင်ရည်ကြသည်ဒီနေ့တွင် sorry ဟုပြောလေထုံးစံမရှိကြောင်းပြောပြီးဂျက်ကိုထွက်သွားရန်ပြောသည်ထိုအရာကိုမကျေနပ်နိုင်သေးသည့်ဂျက်ကဟိုဘက်လှည့်သွားသည့်ဘဲကိုပြန်ခေါ်ကာ sorry ဟုထပ်ပြောခိုင်းနေသဖြင့်နောက်သို့တွန်းလိုက်ပြီးဒါဘသူနဲ့ထင်နေလို့ချင်းချောက်နေတာလဲဆိုသည့်ဘဲကိုဂျက်ကမုတ်ပန်းဖြင့်အားကုန်ရိုက်ချလိုက်သည်နောက်ထပ်ဝင်လာသည့်ဘဲများကိုပါအကုန်တွယ်လိုက်ပြီးနောက်ဆုံးတွင်ဒီနယ်ကိုထိန်းထားသည့်သူတို့ဆရာရန်စူပါရတီအမည်ပြောလိုက်တော့ sorry ဆိုသည့်စကားမင်းကမပြောတာကြောင့်မင်းဆရာကိုလိုက်ပြောခိုင်းမည်ဟုဆိုကာသူတို့ဆရာစီဂျက်ကလိုက်ပို့ခိုင်းသည်တစ်ဖက်တွင်မူသူ၏သမီးဖြစ်သူစစ်ဆက်ပွဲကျင်းပပေးနေသည့်ရန်စူပါရတီကဒီရွာတွင်ပတ်စံအရှိဆုံးသည်လဲသူဒီရွာတွင်အာဏာရှိဆုံးသည်လဲသူဟုပြောနေစဉ်ရန်စူပါရတီဆိုတာဘယ်သူလဲဆိုသည့်မေးခွန်းကြောင့်ငါပဲဟုပြောလိုက်သည့်ရန်စူပါရတီကိုဂျက်ကမပြောမဆိုပါရိုက်ပစ်လိုက်သည်ထို့သို့ရိုက်ပစ်လိုက်ပြီးဂျက်ကပင် sorry ဟုပြောခိုင်းနေသဖြင့်မင်းကလည်းရိုက်သေးမင်းကပဲ sorry လာပြောခိုင်းနေတယ်ဟုရန်စူပါရတီကဒေါသတကြီးမေးခွန်းထုတ်လိုက်ပြီးထိုအခါသူမုံစားနေတုန်းလာတိုက်ချသွားသည့်တပိတ်ဖြစ်သူများက sorry မပြောဘဲရန်စူပါရတီနာမည်သာထုတ်ပြောတာကြောင့် DC ရောက်လာရကြောင်းဂျက်ကပြောပြသည်ထို့သို့ပြောပြပြီးသည့်အထိခုထိ sorry မပြောသေးသည့်ရန်စူပါရတီကိုဂျက်ကပါများထက်ရိုက်နေပြီးသူရိုက်နှက်ခံနေရသည်ကိုဂယုပင်မဆိုင်ပဲဘေးတွင်အစားတောက်နေကြသည့်သူ၏တပည့်များကိုကြည်ကာငါ့ကိုရိုက်လိုက်ပြီးဂျက်ကိုလာတတ်ဖို့ပြောတော့မှတယောက်ပြီးတယောက်ဝင်လာတော့လဲအကုန်အတွေ့ခံလိုက်ရပြန်သည်ရန်စူပါရတီလည်းသူ၏တပည့်များကဲ့သို့သူတို့နယ်ဖြစ်သည့်အတွက်ဆိုမလူသိရင်မင်းတရေတာတည်ပြီးဟုပြောတာကြောင့် sorry ဆိုသည့်စကားကိုမင်းမပြောလျင်အဆိုပါဆိုမလူကိုပြောခိုင်းမည်ဆိုပြီးဂျက်ကလိုက်ပို့ခိုင်းသည်တစ်ဖက်ကလေကြောင်းဖြင့်ဝေါ်ရာပလီရွာလေးသို့လာနေသည့်ထပအရာရှိမူရလီကရုတ်တရက်ရာသီဥတုအခြေအနေကြောင့်လေကြောင်းဖြင့်ဆက်သွား၍မရတော့ဘဲနီးစက်ရာလေစိတ်သို့ဆင်းသက်လိုက်ရပြီး9နာရီခန့်ကြာမိကုန်းကြောင်းဖြင့်ပဲခီးဆက်ခဲ့ရသည်ထို့သို့အရာရှိကိုယ်တိုင်ဝေါ်ရာပလီကိုစစ်ဆေးဖို့ထွက်သွားပြီဖြစ်ကြောင်းအဖွဲ့ထဲမှတယောက်ကရာနာတွန်ကာနှင့်ပေါင်းလှုပ်ရှားနေသည့်ပြည်내အစိုးရဝန်ကြီးထံလှမ်းသတင်းပေးထားခဲ့အဆိုပါသတင်းကိုကြားပြီးချင်းရာနာတွန်ကာ၏အိမ်သို့ဖုန်းဆက်ကတိုးတိုးတိတ်တိတ်လုပ်ရမည့်ကိစ္စများကဒေလီမြို့ထိပြန်သွားပြီဖြစ်သဖြင့်တပ်တွေများအကုန်ရှင်းထားရန်ဝန်ကြီးကလှမ်းတတိပေးသည်အခုထိ sorry ဆိုသည့်စကားကိုမကြားရသေးပဲရန်စူပါရတီကထပ်ပြောသည့်ဆိုမလူစီတို့ရောက်လာပြီး sorry လာပြောခိုင်းနေသဖြင့်ထပ်မံလောင်ရကြပြန်သည် sorry ပြောခိုင်းရသည့်အကြောင်းဆိုမလူကမေးတော့သူမုံစားနေတော့တိုက်ချသွားသည့်ကောင်က sorry မပြောပဲရန်စူပါရတီနာမည်ပြောတာကြောင့်ရန်စူပါရတီကိုပါထပ်ရိုက်ပြီး sorry ပြောခိုင်းတော့လဲဆိုမလူဆိုသည့်နာမည်ကိုထပ်ပြော၍ရောက်လာကြောင်းဂျက်ကပြောသည်ထို့သို့ဆိုမလူကို sorry ပြောခိုင်းနေတော့နောက်မှနေ၍ဝင်ရိုက်လိုက်သဖြင့်ဆိုမလူနာရောက်သွားသည့်ဂျက်ကိုစကားမပြောခင်အရင်စဉ်းစားတင်ကြောင်းဆိုမလူကပြောပြီးသူ၏တပည့်များကိုဝိုင်းရိုက်ခိုင်းလိုက်သည်သို့တော့ဂျက်၏လက်ချက်ကြောင့်အကုန်မောက်ကုန်ကြသည့်အပြင်ဆိုမလူပါရှင်တွဲခံလိုက်ရသည်သူ့အကိုယာနာတွန်ကာတာတိလျင်မင်းတော့ဘဝပြက်ပြီဟုထပ်ပြောနေသည့်ဆိုမလူကိုသူ့အကိုစီလိုက်ပို့ကွာဟုဆိုကာဂျက်ကထပ်သွားပြန်သည်ကုန်းလမ်းမှလာနေသည့်တပအရာရှိမူရလီကနေခံရဲရာရှိတယောက်ကိုအဆိုပါနေရာတွင်လှုပ်ချင်တိုင်းလှုပ်နေသည့်ယာနာတွန်ကာအကြောင်းမေးတော့လွန်ခဲ့သည့်15နှစ်ကအကျင့်ပြတ်ကျဆင်းနေသည့်အရာရှိတယောက်ကယာနာတွန်ကာတို့ထံမှရွှေချောင်းများလိုချင်သဖြင့်နေမြေကျူးကျော်လာသည့်ရာဇဝတ်သားလေးယောက်ကိုနိုင်ငံအတွင်းဝင်ခွင့်ပေးလိုက်တာကြောင့်ယာနာတွန်ကာတို့ကအိန္ဒိယနိုင်ငံသားဖြစ်လာကြောင်းပြောပြထို့ပြင်အဆိုပါလက်စားသည့်ရဲအပါဝင်ရွာလူကြီးကိုပါရွာသူရွာသားများရှိတက်ပြကမြည်သူများသူ့ကိုပြန်မတော်လန်ရဲအောင်အရေးမဲကြီးဖုံးဝဲပစ်လိုက်ကြောင်းပြောသည့်အဆိုပါများမကသေးပဲရွာသူရွာသားများရှိတွင်ပင်တယောက်ပြီးတယောက်တက်ပြနေသည့်ယာနာတွန်ကာကအဆိုပါနယ်မှလူငယ်များကိုလိုက်စုကာ secret ဆိုင်ကယ်ဆေးချောက်များအကန့်အသတ်မရှိပေးသုံးပြီးစီးရုံးကအင်ပါယာကြီးတစ်ခုတည်ထောင်လိုက်သည့်ချက်ချင်းပင်တီလင်္ကာနိုင်ငံမှသူ၏အမေနှင့်သူ၏ဇနီးကိုပါလှမ်းခေါ်လိုက်ကြောင်းအကုန်ပြောပြပြီးထိုအချိန်ကတည်းကဒီနီနာကရွာလေးဆဲတွင်အစိုးရ၏အာဏာစက်မရှိတော့ဘဲယာနာတွန်ကာ၏အာဏာစက်ပဲတက်ရောက်ခဲ့တာဖြစ်သည်ယာနာတွန်ကာ၏ခြံတကားဝါကိုကားနှင့်တိုက်ခွဲပြီးဆိုမလူကိုခွေးလိုဆွဲလာသည့်ချက်ကိုဘွားတော်ကမျက်လုံးပြူးနှင့်ကြည့်နေပြီးယာနာတွန်ကာ၏တပည့်များကိုရိုက်ကအိမ်ထဲထိဝင်လာသည့်အထက်ရောက်တော့ဘာရတီအပါဝင်ကြံသည့်ဘဲများအလုံးကအအော်ဒါကြီးဝိုင်းကြည့်နေကြပြီးမင်းအကိုဆိုသည့်ကောင်ကိုခေါ်ဆန်းဟုဆိုမလူကိုဂျက်ကပြောလိုက်သည်ထို့နောက်အော်ခေါ်လိုက်သည့်အတန်ကြောင့်ယာနာတွန်ကာကဆင်းလာသည့်ယာနာတွန်ကာကိုလည်းဂျက်က sorry ပြောခိုင်းနေသဖြင့်ဘာ